မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာပါရှိတဲ့ဗဂတိမျက်လုံးတော်ဗဂတိမျက်စိတော်ဟာတဲ့ပုရိမသုစရိတကမ္မဘိနိဗ္ဗာန်တေနာမြတ်စွာဘုရားကိုယ်တိုင်ကျင့်သုံးလိုက်နာခဲ့တဲ့မျက်စိနဲ့ပတ်သက်ပြီးတော့ကျင့်သုံးခဲ့တဲ့သုစရိုက်တရားတွေရဲ့အစွမ်းကြောင့်ဖြစ်ပေါ်လာတာအဲ့တော့မျက်လုံးဆိုတာကမ္မစရုပ်ပဲလေမျက်စိကြည့်ဟာကမ္မစရုပ်ပဲအဲ့တော့မြတ်စွာဘုရားရဲ့အလောင်းတော်ဘဝတုန်းကပါရမီတွေဖြည့်နေတော့မှကျင့်ကြံကြုတ်ကိုအားထုတ်ခဲ့တဲ့ကံစွမ်းနေကြောင့်ဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားရဲ့ဒီပဂတိမျက်လုံးတော်ဟာတဲ့မြင်စွမ်းအားဘလောက်ရှိတုံးဆိုလို့ရှိရင်သူ့ရဲ့ပပတ်လေတယူဇနာမြင်နိုင်တယ်တယူဇနာမြင်တာနေလားလို့ဆိုမဟုတ်ဘူးတဲ့ဒီဝါစာရတ္တိစနေရောညာရောမြင်နေရတယ်ဟောအမောင်ကိုတောင်ဖောက်မြင်နေဆိုအဓိပ္ပာယ်ကိုပြောတာဒါတော်တော်ထူးခြားတယ်ရေးထားခုနအယောင်ရေးတာတော့မဆမ်းဘူးเนาะမြတ်စွာဘုရားမျက်လုံးရဲ့မြင်အားဟာပတ်ဝန်းကျင်တယူဇနာဆိုတာရှေးတုန်းကအတိုင်းအတာတစ်ခုကိုဖော်ပြတာဒါဖြင့်တယူဇနာကိုဘယ်လောက်ရှိတာတုံးလို့ခေတ်အတိုင်းအတာနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်ခေတ်ကလည်းခဏခဏပြောင်းနေတာเนาะခေတ်ကခဏခဏပြောင်းနေတော့ယူဇနာကိုခုခေတ်နဲ့မိုင်ဖွဲ့မယ်ဆိုလို့ရှိရင်10မိုင်သို့မဟုတ်12မိုင်ဒီလိုပြောကြတယ်ပေါ့ဒါပဲ10မိုင်နဲ့ပဲထားပါဦးနော်မြတ်စွာဘုရားကသူ့ရဲ့ပတ်ဝန်းကျင်10မိုင်အကွာရှိတဲ့စီထီအောင်ကိုမြင်နေရတယ်လို့ဆိုအဲ့တော့နေတာမြင်တာမဟုတ်ဘူးရပါမြင်ရတယ်တချို့လူတွေကတော့ယုံကြည်မှယုံမယ်တာနော်ယုံကြည်မှယုံမယ်သို့တော့ကုသိုလ်ကံရဲ့စွမ်းအားကြောင့်ဖြစ်လာတာလို့ဆိုတာကိုထင်ရှားနော်ထူးခြားထင်ရှားတာအဲ့ဒီမှာတမန္တာယောဇနံပတ္တိဒီဝါစာရတ္တိစာပဝန်းကျင်တယူဇနာနေရောညပါမြင်နိုင်စွမ်းအားရှိတယ်ဟောဗဂတိမျက်စိနဲ့မြင်တာနော်အဲ့တော့ဓမ္မီတို့ကတော့လည်းဆောင်းစရာမလိုဘူးပေါ့ဟောညသွားပဲသွားမြင်နေရမှာပဲဘုရားကြည့်ချင်လို့လမ်းကြည့်လိုက်ကိုမြင်မျက်လုံးတော်ရဲ့စွမ်းအားဆူရှားမှုကဒီလောက်ထူးခြားဒါအစမ်းမဟုတ်ပါဘူးစဉ်းစားကြည့်မယ်ဆိုရင်မြတ်စွာဘုရားမြင်တာဒါလူသားတွေတာမန်လူသားတွေကမမြင်လို့သာဒီဟိုညမြင်တယ်ဆိုတာအံ့ဩနေကြတာတချို့တရားတွေတိရစ္ဆာန်တွေညမြင်တာတွေရှိတယ်မဟုတ်လားရှိတယ်လေဈေးကွက်တွေပါလို့ဆိုညမှာထွက်တာပဲညမြင်ရတာပဲလေအဲ့တော့မြတ်စွာဘုရားမှာအဲ့ဒီလိုစွမ်းအားတွေရှိနေလို့ညမြင်တယ်ဆိုတာမဆန်းဘူးလေဟုတ်မယုံကြည်စရာလည်းဘာတစ်ခုမှမရှိထူးခြားမှုဆိုတာလွန်ဆွမ်းပြတယ်ပေါ့အဲ့ဒီမှာပဝန်းကျင်တယူဇနာ10မိုင်လောက်အကွာဝေးကိုနေရောညပါမြတ်စွာဘုရားရဲ့မျက်လုံးကမြင်နေရတယ်တဲ့နောက်တစ်ခါဒါကပဂတိရိုးရာအခါဒါဖြင့်မောင်ကြီးကြနေရောမြင်ရရဲ့လားလို့မေးရှာရှိတယ်မောင်ကြီးကြနေတယ်ဆိုယထာပိစတုရင်ကသမဏဂတောအန္တကာရောဟောတိအင်္ဂါ၄ပါးရှိတဲ့အမိုက်မှောင်ဆိုတာကဘာမှာအမှောင်ဆုံးလို့ပြောတယ်နော်အမှောင်ဆုံးအချိန်အမှောင်ဆုံးအချိန်အမှောင်ဆုံးနေရာဆိုတာဘာလဲလို့မေးမယ်ဆိုလို့ရှိရင်အင်္ဂါ၄ချက်ရှိတယ်တဲ့နေဝင်သွားပြီနေအောင်မရှိတော့နေဝင်သွားတဲ့ညသကောင်းချိန်ဆိုပါစို့နော်ညသကောင်းချိန်လည်းဖြစ်ရမယ်လာခွေနေလည်းဖြစ်ရမယ်လာလည်းမထွက်ဘူးလာခွေနေလည်းဖြစ်ရမယ်ဟောနေလည်းဝင်တယ်လာခွေနေလည်းဖြစ်တယ်နောက်ပြီးတော့မိုးတွေကလည်းပဲတမိုးလုံးမိုးသားတွေတက်ပြီးတော့အုပ်နေတာလည်းဖြစ်ရမိုးအုပ်နေတာလည်းဖြစ်ရနောက်တစ်ခါတောအုပ်ကြီးရဲ့အလဲကောင်လည်းဖြစ်ရကဲစဉ်းစားတာကြည့်တော့နော်လခွေတန်းကောင်မိုးမောင်တော့လေဆိုအင်္ဂါ၄တွေကိုပြောတယ်လခွေတန်းကောင်မိုးမောင်တော့လေလခွေနေလည်းဖြစ်တယ်နော်တန်းကောင်ညတကောင်လည်းဖြစ်ရမယ်နော်မိုးမောင်ဆိုမိုးသားတွေတက်ပြီးတော့မောင်ကြီးကျနေတာလည်းဖြစ်ရမယ်တောအုပ်ကြီးရဲ့အလေတောအုပ်ဆိုတာနေပြောင်မထိုးတဲ့တောအုပ်ကြီးကိုပြောတယ်
နေ့လည်တင်မဲ့နေပြောင်မထိုးနိုင်တဲ့တောအုပ်ကြီးရဲ့အလယ်လည်းဖြစ်ရမယ်မှောင်ရောပေါ့အဲ့ကြနော်ကဘာမှာအမှောင်ဆုံးနေရာလို့ပြောလို့ရတယ်အမှောင်ဆုံးအချိန်အမှောင်ဆုံးနေရာအဲ့ဒီအမှောင်ဆုံးအချိန်ဒါအင်္ဂါ၄ပါးရှိသောအမိုက်တိုက်လို့ဒီလိုဆိုလို့ပေါ့အမိုက်လို့ရှင်းတော့ခေါ်တာခုခေတ်လူတွေကတော့အဲ့အမိုက်ကတစ်ပြည့်နေရာလဲသွားတောင်းသုံးသေးတယ်အင်ကြီးကောင်းကောင်းလေးဝတ်လာလို့ရှင်တယ်မိုက်လာကြီးလားဟုတ်လားခုခေတ်ကတော့ကောင်းတာလုပ်လဲမိုက်တယ်လို့ပဲပြောတယ်အဲ့တော့အဲ့ဒီအမိုက်ပြောတာမဟုတ်နော်အဲ့တော့အမှောင်ကြီးမားတဲ့အမှောင်တူကြီးလွှမ်းခြုံနေတာအင်္ဂါ၄ပါးနဲ့ရှိတဲ့နေရာကြီးမားတဲ့အမှောင်တူကြီးလွှမ်းခြုံနေတယ်အဲ့ဒီကြီးမားတဲ့အမှောင်တူကြီးလွှမ်းခြုံနေတဲ့နေရာမျိုးတောင်မှပဲတဲ့တယုဇနာပတ်ချမြင်ရတယ်ဟောရှစ်မိုင်ပတ်ချမြင်နေရတယ်အဲ့တော့မြတ်စွာဘုရားရဲ့မျက်လုံးတော်ကိုအမောင်ကအကာအကွယ်မလုံးနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့အမောင်ကအကာအကွယ်လုံးလို့မရဘူးမြင်ရတယ်ကဲဒါရင်လားဆိုမကဘူးစွမ်းအားကြီးမားတဲ့မြတ်ဗုဒ္ဓရဲ့မျက်လုံးကဘာတွေရှိတော့ဆိုနတ္ထိသောကုတော်ဝါကဝတံဝါပါကာရောဝါပပ္ပတောဝါခိသောဝါလတ္တဝါအာဝရဏရူပနံသတနာယအေးမြတ်စွာဘုရားရှင်ကမမြင်ရအောင်နိုင်ရန်ကြီးပိတ်နေမယ်တကားရွက်ကြီးကကွာနေတယ်တတိုင်းကြီးကကွယ်နေတယ်တောင်ကြီးကခြားစီးနေတယ်နော်ခြုံကြီးတွေကပိတ်နေတယ်နွယ်တွေဖုံးနေတယ်နော်အဲ့ဒီလိုဟာမျိုးလဲတခုမှမရှိဘူးတဲ့မြတ်စွာဘုရားဘာကြီးပိတ်နေနေအကုန်လုံးမြင်ရတယ်လို့ဆိုလို့ဒါပဂတိမျက်လုံးရဲ့မြင်စွမ်းအားကိုပြောတာနော်အဲ့ဒီလောက်ထီအောင်တောင်ကြီးတွေကွယ်ထားလဲမြင်လို့ရတယ်နော်တတိုင်းကြီးတွေခြားထားလဲပဲဟိုဘက်ကိုလှမ်းပြီးတော့မြင်လို့ရတယ်လို့ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားရဲ့ပဂတိမျက်လုံးရဲ့အစွမ်းအစားအလွန်ကြီးမားတယ်အဲ့တော့တာမန်လူတွေဘယ်လိုလုပ်ပြီးတော့ဒီလိုမျက်လုံးမျိုးရှိနိုင်ဒါအဘိညာဉ်မျက်လုံးလည်းမဟုတ်ဘူးဉာဏ်မျက်လုံးလည်းမဟုတ်ဘူးပဂတိမွေးရပါမျက်လုံးရဲ့စွမ်းရည်တတ်တယ်အဲ့တော့ဘုန်းကြီးတို့ကကုသကံတော်တော်နည်းတယ်လို့ပြောရမှာပဲဒီထဲမှာဟိုဟာဖြစ်ဒါဖြစ်မွဲလိုက်ရတာမျက်လုံးကမျက်မှန်တက်လို့ကိုမဆုံးနိုင်ဘူးဒီဂရီတွေပဲတိုးနေပြီနော်ဒီဂရီပဲတိုးတယ်အဲ့တော့မြတ်စွာဘုရားဒီစွမ်းစားတွေရတာဘာကြောင့်လို့ဆိုခုနပြောထားတယ်လေမြတ်စွာဘုရားတဲ့ဒီပုရိမကမ္မသုစရိတာဘိနိဗ္ဗတေနာပုရိမသုစရိတာကမ္မဘိနိဗ္ဗတေနာရှေးဘဝတုန်းကသူကောင်းတဲ့ကုသိုလ်တွေအများကြီးလုပ်ခဲ့တယ်အဲ့ဒီကုသိုလ်စွမ်းအားတွေကြောင့်ရတာတဲ့ဟောအချောင်ရတာမဟုတ်ဘူးနတ်ကဖန်ဆင်းပေးတာလည်းမဟုတ်ဘူးတကိုးရှင်တယောက်ကပေးတာလည်းမဟုတ်ဘူးအလကားသားရတာလည်းမဟုတ်ဘူးသူလုပ်ခဲ့တဲ့ကုသိုလ်ကံဆိုမတမသိ